ကဲနည်းနည်းလေးလောက်ကြနေပြီဗျာနော်အဲ့ဒါမျိုးတွေကိုကျွန်တော်နည်းနည်းအပိတ်နေလေးနေပေါ့ဗျာနှစ်ရက်တွင်းမှာပြန်ကြမူလေးနှစ်မူရှိတယ်ဗျာနော်အဲ့နှစ်မူကျွန်တော်မှာအများကြီးရှိပါတယ်ကျွန်တော်အဆင်ပြေတာလေးတွေ့တာလေးနှစ်မူပြပေးတာပါအဲ့တော့ပြန်ကြလေးကိုသတိထားလို့ရအောင်ပါအဖွင့်နေမှာတစ်ပရိတ်ကြပြီးတိုင်းပြန်ကြများပါတယ်ဗျာနော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာအဖွင့်နေမှာကျွန်တော်တို့65ထွက်ထားပါတယ်မနေ့ဖြစ်ဖြစ်ညဖြစ်ဖြစ်ပါဗျာနော်အဖွင့်နေမှာတစ်ပရိတ်ကြတိုင်းပွဲတွင်းပြန်ကြများပါတယ်နော်အပေါ်ပွဲပြန်ကြက98ဆိုကြာသွားပါပြီနော်ပွဲတွင်းပြန်ကြသတိထားပါကနန်းကိုလည်းသတိထားပါတုံညာတစ်လုံးပဲပျောက်ပါတယ်နော်တုံညာ1 2 3 4 5 6 9 9တုံညာတစ်လုံးပဲပျောက်နေပါတယ်နော်တုံညာတစ်လုံးကပျောက်မယ်မပျောက်ဘူးဆိုတော့စိတ်ဝင်စားပါဘူးအဓိကပြချင်တာက6ကြိမ်မှာကနန်း6လုံးဖြစ်သွားပါပြီတုံညာတစ်လုံးပဲကြံပါတော့တယ်နော်အဲ့တော့ပွဲတွင်းပြန်ကြကိုရိုက်ချင်နေပြီနော်ဒီကနန်းနေတဲ့ကခွေထိုးရအောင်လဲကနန်း6လုံးဖြစ်နေပြီဖြစ်တဲ့ကြောင့်မို့မလွယ်ပါဘူးနော်အဲ့တော့ကနန်းထက်တွေ break ထက်တွေလာတော့မယ်ဒီနေ့ဆိုရင် break complete ထွက်သွားပါပြီနော်ကနန်းထက်တော့မယ်ဗျကနန်းတွေမထက်သေးဘူးဗျာနော်ကနန်းတွေတူတယ်1ဆို2ကြိမ်ထွက်တယ်2 2ကြိမ်ထွက်တယ်3ဆို1ကြိမ်ထွက်ထားတယ်5 5 2ကြိမ်ထပ်ထားတယ်6တွေမထက်သေးဘူး9တွေမထက်သေးဘူး10တွေမထက်သေးဘူးနော်ကနန်းထက်လာခြင်းနေပြီဗျအဲ့ဒါကိုပြပေးခြင်းဖြစ်ပါတယ်ပြန်ကြမှုရှိနေတယ်ဒီမှာဖွင့်နေမှာ tip rate ကြတိုင်းပွဲတွင်းပြန်ကြ60ခွန်ပြန်ကြပါတယ်38ပြန်ကြပါတယ်ဖွင့်နေမှာ tip rate ကြတိုင်းပွဲတွင်းပြန်ကြရှိပါတယ်ဒီတစ်ပွဲမှာပွဲတွင်းပြန်ကြမလာသွားပါဘူးเนาะနှစ်ပွဲမှာတစ်ပွဲပြတ်ပါတယ်အဖွင့်နေမှာ tip rate ကြတိုင်းပွဲတွင်းပြန်ကြရှိပါတယ်56ကို65ပြန်ကြပါတယ်ပွဲတွင်းပြန်ကြ2ကြိမ်เนาะများပါတယ်အဖွင့်နေမှာ tip rate ကြတိုင်းပွဲတွင်းပြန်ကြ56ဆိုပြန်ကြပါတယ်เนาะအဖွင့်နေမှာ tip rate ကြတိုင်းပွဲတွင်းပြန်ကြ30ခွန်ကို30ခွန်ဆိုပြီးပြန်ကြပါတယ်เนาะအဲ့တော့တပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲရှိပါတယ်တပွဲပြတ်ပါတယ်လေးပွဲအောင်ထားပါတယ်အဖွင့်နေမှာ tip rate ကြတယ်ပွဲတွင်းပြန်ကြရှိပါတယ်တေချာကြည့်ပါနော်မူရကိုပြပေးတာဖြစ်ပါတယ်အဖွင့်နေမှာ tip rate မနက်ဖြစ်ဖြစ်ညနေဖြစ်ဖြစ်ကြာပြီးတိုင်းပွဲတွင်းပြန်ကြတွေရှိတယ်ကနန်းက6လုံးဖြစ်သွားပြီတုံညာတစ်လုံးပဲပြောင်းနေတယ်ဒီကနန်းတွေကိုခွေထိုးအောင်လည်းအဆင်မပြေဘူးပွဲတွင်းပြန်ကြရိုက်ချင်နေပြီနော်ကနန်းတွေထပ်မယ် break တွေထပ်မယ် break ကတော့ထပ်ပြီးသွားပြီဖြစ်တဲ့ကြောင့်မလို့ကနန်း2ကနန်းထပ်တွေလာမယ်နော်အဲ့တော့နောက်တစ်ခုထပ်ပြမယ်တစ်ချက်ကြည့်ပေးပါအဖွင့်နေမှာညီကိုကြာတိုင်းပွဲတွင်းပြန်ကြရှိပါတယ်အဖွင့်နေမှာညီကိုတွေကြာထားပါတယ်စစ်ပြပါမယ်အဖွင့်နေမှာညီကိုကြပါတယ်ပွဲတွင်းပြန်ကြတွေရှိပါတယ်အဖွင့်နေမှာညီကိုကြတယ်ပွဲတွင်းပြန်ကြတွေရှိပါတယ်အဖွင့်နေမှာညီကိုကြပါတယ်ပွဲတွင်းပြန်ကြတွေရှိပါတယ်အပူးတောင်ပြန်ကြပါတယ်နော်အဲ့တော့တစ်ချက်ကြည့်ပေးပါဖွင့်နေမှာညီကိုကြပါတယ်မနေ့ဖြစ်ဖြစ်ညဖြစ်ဖြစ်ပါပွဲတွင်းပြန်ကြတွေရှိပါတယ်နော်ပွဲတွင်းပြန်ကြတွေရှိရဲဆိုတော့ပြနေတာနော်ညီကိုကြပါတယ်အဖွင့်နေမှာညီကိုကြပါတယ်ပွဲတွင်းပြန်ကြတွေရှိပါတယ်တပင်းနှစ်ပင်းသုံးပင်းလေးပင်းငါးပင်းရှိပြီတစ်ချိန်မှပြတ်မသွားသေးဘူးဖွင့်နေမှာညီကိုကြပါတယ်ပွဲတွင်းပြန်ကြတွေရှိပါတယ်ဆိုတော့ဒီပွဲလေးပြတ်သွားတယ်နော်6ပွဲမှာတပင်းပြတ်တယ်ဖွင့်နေမှာညီကိုကြပါတယ်ပွဲတွင်းပြန်ကြတွေရှိပါတယ်ဟုတ်ပြီနော်6 5ကို5 6လို့ပြန်ကြတယ်အဖွင့်နေမှာညီကိုကြပါတယ်ပွဲတွင်းပြန်ကြတွေရှိပါတယ်6 3ကို6 3လို့ပြန်ကြပါတယ်အဖွင့်နေမှာညီကိုထွက်ပါတယ်ပိတ်ရက်တွေတင်းလာအင်္ဂါတွေပဲပြောဦးနော်အဖွင့်နေကိုပဲပြောတာဘယ်နေ့ဖွင့်ညနေနေ့ဖွင့်ပွဲတွင်းပြန်ကြတွေရှိတယ်ဆိုတော့ပြောတာနှစ်ပွဲပြတ်တယ်နော်10ပွဲ9ပွဲမှာနှစ်ပွဲပဲပြတ်သေးတယ်ဗျာနော်အဖွင့်နေမှာညီကိုကြပါတယ်ပွဲတွင်းပြန်ကြတွေရှိပါတယ်ဆိုတော့ဒီပွဲမှာပွဲတွင်းပြန်ကြတွေလာမတော့ဘူးဗျာနော်ဒီပွဲလည်းပြတ်ပါတယ်3ပွဲပြတ်ထားပါတယ်ဒီမှာအဖွင့်နေမှာညီကိုတွေမနက်တွေညအောင်ရိုက်ထားပါတယ်ပွဲတွင်းပြန်ကြနော်အားကောင်းပါတယ်စစ်ပြပါမယ်တပွဲနှစ်ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲ10ပွဲ9ပွဲ10ပွဲ17ပွဲ12ပွဲ12ပွဲမှာတပင်း2ပင်း3ပင်းပြတ်ထားပါတယ်နော်3ပင်းပြတ်ထားပါတယ်9ပင်းတိတိမှန်ထားပါတယ်အဲ့တော့9ပင်းမြောက်ဆက်မှန်မယ်ဆိုရင်ဒီပွဲထဲမှာပွဲတွင်းပြန်ကြရှိနေပါပြီရှင်းမူရနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်အားကောင်းနေပါတယ်နော်ပြောချင်တာကညီကိုတွေလည်းမြူးနေတဲ့ကြောင့်မလို့ညီကိုတွေကပြန်ကြမယ်ဆိုရင်ဒီ3ခွက်က main ပြန်ဖြစ်မယ်ဗျနော်တခြားခွက်ကပြန်ကြမယ်ဆိုရင်လည်းလာနိုင်ရရှိပါတယ်အဲ့တော့ထွက်သမျှကိုပြန်ထည့်ထိုးပါအများကြီးမထိုးနိုင်တော့ပလေးရန်ထားပါအဲ့တော့ထိုးခြင်းဖြစ်စေမထိုးသည်ဖြစ်စေအမျိုးတို့ကိုကျွန်တော်မူရပြပေးတာဖြစ်တဲ့ကြောင့်မို့လို့ကြံလိုက်ပါကြံ2ရက်မှာပွဲတွင်းပြန်ကြတယ်သတိထားပါကနန်း6လုံးထွက်ထားတယ်300တလုံးပဲပျောက်ထားတာဖြစ်တဲ့ကြောင့်မို့လို့ကနန်းတူတွေကနန်းထက်တွေနော်လာရတော့မှာနော်300ပျောက်ချင်းမပျောက်ချင်းကိုမပြောလို့ပါဘူးအဲ့တော့
ကနန်းတူကနန်းထက်တွေလာတော့မယ်2 9ကို2 9ဆိုအထောက်ဘလုံးတူ break တူထောက်တွေပြန်ကြလို့ရပါတယ်9နှစ်တွေလည်းပြန်ကြလို့ရပါတယ်9 8 8 9တွေလည်းဇောင်းတွေကြလို့ရပါတယ်ဘလို့နီးနဲ့ပဲကြပွဲတိတ်ပြန်ကြရှိနေပါတယ်နော်အဖွင့်နေမှာညီကိုတွေလာထားတယ်တစ် break တွေလည်းလာထားတယ်2 မူရပွဲတိတ်ပြန်ကြကိုပြပေးလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ fighting ပါဗျာနော်ကျန်နေရမှာ